ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ D5KG ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက် D5KG ကတင်ဆက်ပေးသွားပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဘာလို့ FTX exchange ပြိုလဲခဲ့ရလဲသူ့ရဲ့ပြိုလဲခဲ့ရတဲ့နောက်ွယ်ရအကြောင်းအရာတွေပြီးတော့အဲ့လိုမျိုးပြိုလဲအောင်ဖြစ်စေခဲ့တဲ့ drama တွေကိုတင်ဆက်သွားပေးခြင်းတာဖြစ်ပါတယ် FTX exchange အကြောင်းကိုပြောလာပြီဆိုရင်တော့အဲ့ဒီ exchange ကိုတည်ထောင်ခဲ့သူ Sam Bankman-Fried အကြောင်းကိုလည်းပြောရပါလိမ့်မယ်အဲ့တော့ SBF Sam Bankman-Fried ဆိုတာဘယ်လိုလူလဲ MIT ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့အသက်အရွယ်အပြင်30ကျော်စွန်ဦး trader အလှူဒန်းတွေတအားရရောတယ် crypto လောကရဲ့ JP Morgan လို့တောင်တင်စားခေါ်လာတဲ့သူ American နိုင်ငံသားပဲဖြစ်ပါတယ် FTX ကိုမတည်ထောင်ခင်မှာ SBF ကစက်တင်ဘာလ2029မှာ Alameda Research ကိုတည်ထောင်ခဲ့ပါတယ်အဆိုပါ Alameda Research ဆိုတာကတော့ trading company တစ်ခုဖြစ်ပြီးတော့ average trading တွေကိုအဓိကထားတဲ့တနည်းအားဖြင့် market ဈေးကွာခြားမှုပေါ့နော်အဲ့ရနေပြီးတော့ပတ်စံရှာတဲ့ trading company တစ်ခုပဲဖြစ်ပါတယ်အဲ့လိုနဲ့၄လကြာပြီးရဲ့နောက်မှာတော့ January လ2028မှာ Japan market နဲ့ American market ရဲ့ Bitcoin ဈေးကွာခြားချက်ကိုအခွင့်ကောင်းယူပြီးတော့ FES ရဲ့ company ဖြစ်တဲ့ Alameda Research က average trading နဲ့10 million နေပြီးတော့30 million ကြားကိုအမြတ်ငွေရရှိအောင် trade နိုင်ခဲ့ပါတယ်ရလာတဲ့အမြတ်ငွေတွေနဲ့ SPF က April လ2019မှာကိုပိုင် exchange တစ်ခုဖြစ်တဲ့ FTX ကိုတည်ထောင်ခဲ့ပါတယ် FTX ကိုတည်ထောင်ခဲ့ပြီးတော့ Alameda Research က FTX ရဲ့အဓိက market maker ဖြစ်လာခဲ့ပါတယ် market maker ဆိုတာကတော့ FTX exchange မှာရောင်းတဲ့သူတွေဝယ်တဲ့သူတွေအဆင်ပြေပြေချောချောမွေ့မွေ့ရောင်းဝယ်နိုင်ဖို့အတွက် liquidity provider သဘောမျိုးဖြစ်ပါတယ် FTX ကရလာတဲ့ပတ်စံတွေကို Alameda Research မှာလည်းပြန်ပြီးတော့ရင်းနှီးမြှုပ်နှံခဲ့တယ်အဲ့လိုမျိုးနည်းနဲ့ FTX ကနောက်ထပ် customer တွေကိုရလာဖို့အတွက်နာမည်ကြီး celebrity တွေနဲ့ကြော်ညာရိုက်တာတွေပြီးတော့အလှူအတန်းအကြီးတွေလုပ်ပြီးတော့နိုင်ငံရေးသမားတွေကိုပတ်စံအမြောက်အများလှူဒန်း marketing တွေမှာပေါ်ခဲ့တယ်အဲ့ဒီရလက်ကတော့အောင်မြင်ခဲ့တယ်လို့ပြောရပါတယ်ဇွန်လ2021မှာကုမ္ပဏီဟာ1 million ကျော် user နဲ့ကမ္ဘာရဲ့တတိယအကြီးဆုံး exchange တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့လိုနဲ့ FTX ကပတ်စံတွေကိုရင်းနှီးမြှုပ်နှံတဲ့အထဲထဲမှာ 3 Arrow Capital ဆိုတဲ့ 3AC လည်းပါခဲ့ပါ2022နှစ်လယ်ပိုင်းလောက်မှာ Luna ဆိုတဲ့ project တစ်ခုကြောင့် 3AC ကပြိုလဲခဲ့ရပါတယ် Luna ရဲ့ drama ကိုတော့နောက်ထပ်ဗီဒီယိုတွေမှာတင်ပေးသွားမှာဖြစ်ဖို့အတွက်စောင့်မျှော်ကြည့်ရှုပေးပါအောင်ခင်ဗျာအဲ့လိုမျိုး 3AC ရဲ့ပြိုလဲမှုကြောင့် 3AC ရဲ့အကြီးဆုံး investor တွေကတစ်ခုဖြစ်တဲ့ FTX လည်းပတ်စံတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်အဲ့ဒါအပြင်ကို 3AC ပြိုလဲတဲ့နေ့မှာပဲ FTX exchange ကကမ္ဘာပထမဖြစ်တဲ့ Binance ကိုတောင်ကျော်ပြီးတော့ liquidation heat map မှာ 1.5 billion ဒေါ်လာတန်ဖိုးရှိတဲ့ coin တွေ liquidate ဖြစ်ခဲ့ပါတယ်တနည်းအားဖြင့် FTX exchange မှာအရှုံးပေါ်ခဲ့တယ်ဆိုတဲ့စာတမ်းတွေထွက်လာခဲ့ပါတယ် FTX မှာအဲ့လိုမျိုးပတ်စံနေနဲ့ trade နိုင်တာဆိုတော့ဘယ်သူရှိမယ်လို့ထင်ပါသလဲဟုတ်ပါတယ် Alameda Research ပါပဲတနည်းအားဖြင့် FTX exchange ဟာ 3AC ပြိုလဲသွားတာကိုတော်တော်လေးအထိနာခဲ့တယ်လို့ပြောလို့ရပါတယ်အဲ့လိုမျိုးဆုံးရှုံးသွားတဲ့ပတ်စံတွေက FTX အတွက်အပေါက်ကြီးတစ်ပေါက်ဖြစ်သွားခဲ့ပါတယ်အဲ့လိုမျိုးအပေါက်ကြီးတစ်ပေါက်ကိုဘယ်လိုမျိုးပြန်ပြီးတော့ဖာတင်းခဲ့လဲဆိုရင်တော့ FTX ရဲ့ FTT token တွေကိုရိုက်ထုတ်ပြီးတော့အစားထိုးခဲ့ပါတယ် FTT token ဆိုတာကတော့ FTX exchange ရဲ့မူရင်း token တစ်ခုဖြစ်ပါတယ်သူတို့ရဲ့ token ဆိုတော့သူတို့စိတ်ကြိုက်တဲ့လောက် supply ကိုတိုးလို့ရတယ်တနည်းအားဖြင့်ပတ်စံလိုတိုင်းရိုက်ထုတ်လို့ရတယ်ဆိုတဲ့သဘောပါပဲအဲ့လိုနဲ့နိုဝင်ဘာလ2022ခုနှစ်မှာ CoinDesk ဆိုတဲ့ crypto သတင်းဌာနကနေပြီးတော့ FTX နဲ့ Alameda Research ရဲ့ကြားထဲကငွေလည်ပတ်မှုတွေသူတို့ကင်ဆောင်ထားတဲ့ coin တွေ token တွေအကြောင်းကိုတိတိကျကျထုတ်ပြန်နိုင်ခဲ့ပါတယ်အဆိုပါသတင်းထဲမှာဆိုရင် FTX နဲ့ Alameda Research ဟာ FTT token တွေကိုအများအပြားကင်ဆောင်ထားတယ်လို့ဖော်ပြခဲ့ပါတယ်အဲ့တော့လူအများကမေးစရာဖြစ်လာပါတယ်ကမ္ဘာတတိယအကြီးဆုံး exchange ကကင်ထားတာက FTT token တွေဆိုတော့
customer တွေရဲ့ crypto တွေပတ်စံတွေကဘယ်ရောက်သွားရလဲဆိုပြီးတော့တန်နေရဖြစ်လာကြတယ်အဲ့ဒီချိန်မှာပဲ SBF က Twitter လက်ရှိအခု X မှာ customer ရဲ့ပတ်စံတွေအကုန်လုံးရှိပါတယ်ဘာမှမဖြစ်ပါဘူး customer ရဲ့ပတ်စံတွေနဲ့ US bound အောင်မဝယ်ခဲ့ဘူးလို့ရေးသားခဲ့ပါတယ်ဒါပေမဲ့နောက်ွယ်ကတော့အဲ့တလိုမျိုးမဟုတ်ခဲ့ပါဘူး FTX exchange ဟာ 3AC မှာရှုံးခဲ့တဲ့အရှုံးတွေကိုပြန်ရဖို့အတွက် customer ရဲ့ပတ်စံတွေကို marketing တွေ elemental research ရဲ့ long ကစားဆန်ဆန် trading တွေမှာပုံဩခဲ့ပါတယ်ပြီးတော့သူ့မှာပတ်စံရှိကြောင်းသက်သေပြဖို့အတွက်သူ့ရဲ့မူရင်းတိုကန် FTT တိုကန်တွေကိုလည်းစိတ်ကြိုက်ရိုက်ထုတ်ပြီးသူတို့မှဒီမှာပတ်စံရှိပါတယ်ဆိုပြီးတော့လိန်ထားတာပဲဖြစ်ပါတယ်အဲ့တော့ကမ္ဘာတတိယအကြီးဆုံး exchange ဖြစ်တဲ့ FTX က FTT တိုကန်တွေရဲ့ဈေးကိုမှီခိုနေရတယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့ Binance ရဲ့ CEO ဖြစ်တဲ့ CZ က X မှာ FTT တိုကန်တွေကိုငါတို့အကုန်လုံးထုတ်ရောင်းတော့မယ်လို့တင်လိုက်ပါတယ်သဘောက Binance ကအကုန်ထုတ်ရောင်းမယ်ဆိုရင် FTT ဈေးတွေကထိုးကြမှာပေါ့ FTT ဈေးတွေထိုးကြမယ်ဆိုရင် FTX လည်းပြိုလဲမှာဖြစ်ပါတယ်အဲ့လိုမျိုးအချက်တွေကြောင့်လူတွေကတအားထိတ်လန့်သွားပြီးတော့ FTX ကနေသူတို့ရဲ့ပတ်စံတွေကိုပြန်ပြီးတော့ထုတ်ကြပါတော့3 Arrow Capital မှာရှုံးထားတဲ့အရှုံးတွေကလည်းတစ်ဖက်အဲ့ဒီအရှုံးတွေအပြင်မှာ Elemental Research ကလည်းရှုံးထားတာဆိုတော့ FTX ခင်ဗျာသူကင်ထားတဲ့ token တွေဖြစ်တဲ့ FTT ကိုပဲပြန်ပြီးတော့ထုတ်ရောင်းရလာတဲ့ပတ်စံကိုလူတွေကိုပြန်ပေးရတဲ့အဆင့်ကိုရောက်သွားပါတယ်အဲ့လိုမျိုး FTT token တွေကိုထုတ်ရောင်းတဲ့အခါမှာ FTT ဈေးတွေကျတနည်းအားဖြင့်မီးပုံတွေကိုဓာတ်စီလောင်းတယ်လို့ဖြစ်ပြီးတော့ customer ရဲ့ပတ်စံတွေကိုနောက်ဆုံးမှာပြန်မပေးနိုင်တော့တဲ့အဆင့်ကိုဖြစ်သွားပါတော့တယ်နိုဝင်ဘာလ17ရက်နေ့2022ခုနှစ်မှာ FTX Chapter 11ဆိုတဲ့ bankruptcy ကိုတရားဝင်ဒေဝါလီအဖြစ်ကြေညာခဲ့ပါတယ်ဒီဇင်ဘာလ2022ခုနှစ်12ရက်နေ့မှာတော့ founder ဖြစ်တဲ့ SBF ကိုဘာဟာမာမှာဖမ်းမိခဲ့ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ crypto လောကမှာလွတ်လပ်တယ်လို့မျိုးပြန်လည်ပေးဆက်လိုက်ရတော့လုံခြုံမှုဖြစ်တဲ့ secure တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဘယ်အရာကိုမဆိုကိုတိုင်း do your research ကိုတိုင်း research တည်တည်ချာချာလုပ်ပြီးတော့မှယုံစီနေတာဖြစ်ပါ project တစ်ခုအကြောင်းကိုခေစစ်တွင်းကြမသိဘူးဆိုရင်အဲ့ project ကိုမရင်းနှီးမြှုပ်နှံဖို့အတွက်ဝေးရှောင်သင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ် SPS ကကျွန်တော်တို့ကိုဘာတင်ပေးခဲ့လဲဆိုရင်တော့လောဘနောက်လိုက်ရင်တော့လောဘကပဲကိုယ့်ကိုပြန်ပြီးတော့ဝါမျိုးသွားမှာဖြစ်တဲ့အကြောင်းကိုတင်ပေးခဲ့ပါအခုလိုမျိုး crypto လောကရဲ့ history ဆန်ဆန်သမိုင်းတွေပညာပေးဗီဒီယိုတွေကိုတင်ပေးခြင်းတဲ့အတွက်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြားရင် like and subscribe လုပ်ပေးဖို့လည်းမမေ့ပါကျေးဇူးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများတင်ပါတယ်ခင်ဗျာ